ချို့လွတ်တော်ကိုယ်စားလှယ်တွေကတော့ကြည့်ရတော့လွတ်တော်တွေကနေပြီးတော့လွတ်တော်တွေကနေပြီးတော့ဟိုချတော့မယ်လေကြီးမိုးကြီးတွေတချို့ပြောကြအောင်မယ်စကကြီးစကကျဲလေးနဲ့ပြောကြအောင်မယ်တချို့လွတ်တော်ကိုယ်စားလှယ်တွေတချို့လာအောင်ပါမြင်အောင်သေးတယ်ကျွန်တော်မြင်နေရတယ်တချို့တွေကတချို့လွတ်တော်ကိုယ်စားလှယ်ကြောက်လဲကိုနဲ့လွယ်တက်တော်မှာခုတော့တက်တော်မှာတချို့လွတ်ကိုယ်စားလှယ်တက်တော်မှာလဲဖြစ်နေတွေ့ရတယ်ဆိုတော့ကြည့်လို့ကြောက်ပါဗျာကိုကပြည်သူလူထုကရွေးကောက်တင်မြှောက်ထားလိုက်တာဖြစ်တဲ့သူတွေဖြစ်တဲ့အတွက်ပြည်သူလူထုကိုကိုစားပြုနိုင်အောင်လို့စဉ်းစားကြအောင်လွတ်တော်မှာလဲလုပ်ပြီးတော့ဓာတ်ပုံရိုက်လုပ်ဖို့လွှဲတာမဟုတ်ဘူးဆိုတော့လည်းမမေ့ကြဘူးเนาะကိုတာဝန်ထမ်းဆောင်မှာကိုမေ့ကြဘူးကျွန်တော်တို့ကတော့ဂျလစ်ကြောက်နေကျွန်တော်စောင့်ကြည့်ပါမယ်ထိန်းချောင်းပါမယ်လွတ်တော်ကိုယ်စားလှယ်တွေကိုလည်းစောင့်ကြည့်ထိန်းချောင်းပါမယ်အစိုးရကိုလည်းကျွန်တော်စောင့်ကြည့်ထိန်းချောင်းပါမယ်အုပ်ချုပ်ရေးဥပဒေပြုတရားစီရင်မှန်နိုင်ကိုလည်းကျွန်တော်တို့စောင့်ကြည့်ထိန်းချောင်းပါမယ်เนาะစောင့်ကြည့်ရတော့ထိန်းချောင်းပါမယ်ဒါပေမဲ့လည်းပေါ့တခုတော့ရှိတော့ဗျာမိုးရွာနေတာကိုတားနိုင်တဲ့စွမ်းအားကျွန်တော်မှမရှိပါဘူးလှိုင်းထန်နေတာကိုတားနိုင်တဲ့စွမ်းအားကျွန်တော်မှမရှိပါဘူးအဲ့လောက်လည်းကျွန်တော်သူရဲကောင်းလည်းမဟုတ်ပါဘူးအဲ့တော့အဲ့လိုတားနိုင်တဲ့လူတွေကတားကြပါလို့ဘာလဲကာနေတဲ့လူတွေကကာကြပါအဲ့ဆွမ်းစားရှိတဲ့လူတွေကလုံးကြပါကျွန်တော်တို့လိုဘာဆွမ်းစားမှမရှိတဲ့ဘာလို့ပိုင်ခွင့်မှမရှိတဲ့ဘာမှမရှိတဲ့ကျွန်တော်တို့လူကတော့ခင်ဗျားတို့လောက်တာကိုထိုင်ကြည့်ပြီးတော့ပဲတခါလေးကြရင်ကိုစိတ်ချမ်းသာသလိုနေနေတာပဲရှိတယ်ကျွန်တော်တို့သိအဖြစ်မနေဘူးအဲ့တော့ခင်ဗျားတို့မှာဆွမ်းစားတွေရှိကြတယ်ထုတ်ပြကြပါနော်ဘာလို့ဆိုခင်ဗျားတို့ခက်ကွန်းနေပြီးပြီးတော့တကယ်တမ်းကျတော့နေလားငါလားလှုပ်ဟိုက်ဆိုတော့မလှုပ်ကြတော့ဘူးဆိုဖြစ်လို့တော့မရဘူးတို့တော်ကိုယ်တွေပေါ့နော်နောက်ကတို့တော်ကိုယ်တွေပတ်သက်လို့ရှိရင်ဒီနေ့ဆိုရင်ဒါဝေဖန်တာတစ်ခုစထွက်တယ်တို့တော်ကိုယ်တွေကလွတ်တော်တက်တာပြီးတစ်ချိန်တစ်ရက်ပဲရှိသေးတယ်အခုစိုက်ဝေဖန်တာစထွက်ပြီအဲ့ဒါဘာလဲဆိုတော့ဒီလွတ်တော်ကိုယ်တွေပေါ့ဗျာဒီတီဝါမျိုးနဲ့လွတ်တော်ကိုယ်တွေဦးကောင်းသက်ဆန်းဆိုတဲ့ပုံကောကနေပြီးတော့သူကတီဝါမျိုးကဌာနဆိုင်ရာအားလုံးတို့ဆိုပြီးတော့သူကစာဆောင်ထုတ်ပြန်တယ်မတ်လ19ရက်မနေ့ရက်ဆိုရင်သူကထုတ်ပြန်တယ်လွတ်တော်ကတော့16ရက်နေ့မှာသူကလွတ်တော်တက်တယ်19ရက်နေ့မှာသူကစာထုတ်တဲ့စာကြောင့်သူ့ကိုဝေဖန်မှုတွေတက်လာတယ်ဘယ်လိုလဲဆိုတော့သူကဘာပြောလဲဆိုတော့တီဝါမျိုးတွေမှာရှိတဲ့ဒေသဆိုင်ရာလိုအပ်ချက်များနဲ့တင်ပြချက်ကိုပေးပို့နိုင်တဲ့ကိစ္စရတယ်ဆိုတော့တီဝါမျိုးတွေမှာရှိတဲ့ဌာနဆိုင်ရာအားလုံးသူရည်ညွှန်းထားတာနော်အဲ့တော့အထက်ပါကြောင့်ကိစ္စနဲ့ပတ်သက်ပြီးတော့တဲ့မိမိတို့တီဝါမျိုးတွေရှိဒေသဆိုင်ရာလိုအပ်ချက်များကိုပဂရိမြေပြင်ခြေနေအမှန်တိုင်းတင်ပြရရင်အကြောင်းမျိုးကြောင့်ပျက်စီးခဲ့သောရုံးအဆောက်အအုံများနိုင်ငံဝန်ထမ်းများဤတင်ပြချက်အခက်အခဲများကို2016ခုနှစ်ဧပြီလ9ရက်နေ့ထက်နောက်မကြဘဲအချက်အလက်များကိုပေးပို့နိုင်ပါရန်အကြောင်းကြားအပ်ပါသည်ဆိုပြီးတော့သူကရေးထားတယ်ဆိုတော့ဗျာတီဘောမျိုးတွေမှာရှိတဲ့တီဘောမျိုးတွေပဂရိမြေပြင်ခြေနေဖြစ်နေပျက်စီးခဲ့တဲ့ရုံးအဆောက်အအုံတွေနိုင်ငံဝန်ထမ်းတွေအခက်အခဲတွေအဲ့ဒါတွေကိုသူ့အချက်အလက်ပေးပို့ပေးပါဘာလဲဧပြီ9ရက်နေ့ထက်နောက်မကြဘဲပေးပို့ပေးပါဆိုပြီးတော့သူအကြောင်းကြားတယ်ဆိုပြီးတော့စာပို့တယ်အဲ့စာလည်းထွက်လာလူတွေကဝေဖန်ရောဘာဝေဖန်လဲဆိုတော့လွတ်တော်ကိုယ်စားလှယ်ကဘာမှတော့ခုမှဘာမှမပါသေးဘူးကိုတွေကအာနာပြချင်လာပြီပါဝါပြချင်လာပြီဆိုပြီးပြောကြရောဆိုတော့ကျွန်တော်ထင်တယ်ဗျဦးကောင်းသက်ဆန်ဆိုတဲ့ပုဂ္ဂိုလ်ထုတ်တဲ့စာနဲ့အောက်ခြေကဌာနဆိုင်ရာတွေရဲ့သဘောထားနဲ့ကျွန်တော်ထင်တယ်မတိုက်ဆိုင်တဲ့အခါနားလည်မှုလွဲသွားကြတယ်လို့ကျွန်တော်ထင်တယ်ဟိုလူကလည်းအမိတ်အာနာပြချင်တဲ့ပုံတော့မပေါ်ဘူးဗျဒီထုတ်တဲ့စာကိုကျွန်တော်ဖတ်ကြည့်တော့သူကတီဘောမျိုးဆိုတာကဒီ30စက္ကွန်စစ်စင်ရေးမှာ30စက္ကွန်ကျူးကျော်မှုပေါ့ဗျာ30စက္ကွန်ကျူးကျော်မှုကြီးမှာတီဘောမျိုးကြီးကပျက်စီးခဲ့တယ်အချိန်အခါပျက်စီးခဲ့တယ်2ချိန်လောက်ပျက်စီးခံရတယ်ဖြစ်တယ်ဆိုတော့ဒီဘောမှာအစိုးရအဆောက်အအုံနဲ့ဌာနဆိုင်ရာတွေဝန်ထမ်းတွေအကုန်လုံးထွက်ပြေးတင်းရှောင်ပါအကုန်ကိုယ်ကဝင်သုံးကနေဖြစ်ခဲ့ရတယ်အဲ့တော့အဲ့ဒီပျက်စီးတဲ့ဆုံးရှုံးတဲ့အနေထားကို तू ကမြေပြင်မရောက်သေးဘူးလို့ပြောလို့ရတယ်တေချာ तू မရောက်တဲ့ခါကျတော့ तू မသိနိုင်ဘူးတဲ့ခါကျတော့ तू ကသိချင်တယ်ပြောချင်တာအလုပ်လုပ်ချင်တဲ့စိတ်ပေါ့ဗျာခက်တာအလုပ်ချင်တဲ့စိတ်ဆိုရင်ပြဿနာ तू စာထုတ်လိုက်တာပြဿနာလူတွေကြားမှာဝေဖန်ကြဖြစ်သွားတယ်ဒီစာလည်း तू အများပြည်သူ public ကြီးညာတာဝင်နဲ့ဌာနဆိုင်ရာပဲ तू ပို့တာပြဿနာအဲ့စာပြန်ပေါက်ပြီးတော့သူ့ကိုပြန်ဝေဖန်ကြတယ်ဖြစ်ကုန်တာဆိုတော့ तू ကဒီမြေပြင်အားတွေ तू သိချင်မှုရတယ် तू သိသွားရင်ဟုတ်တယ်မို့လားထားပါတော့သူကသိချင်စိတ်ပေါ့သူသိသွားရင်ဒါကိုသိပြီးတယ်တော့ဘာလို့လဲဆိုတော့တက်ဆန်ဌာနဆိုင်ရာဖွဲ့စည်းရေးဝန်ကြီးဌာနတွေကိုတွားပြီးတော့သူကကူညီတောင်းမယ်ဆွေးနွေးမယ်ညီနိုင်တိုင်မယ်ပြီးထွက်တော်မှာသူဆွေးနွေးပြီးတော့တောင်းဆိုမယ်သူမြို့နယ်တွေတော့တောင်းဆိုပြီးတော့မြို့နယ် line ဓာတ်တွေပျက်စီးတဲ့ဆောက်ပြန်ပြင်းအောင်သူစူးစမ်းမယ်ဒါမျိုးတွေသူလုပ်ချင်တာထင်ပါတယ်ဒီလိုလုပ်ချင်တယ်ထင်ပါတယ်ကျွန်တော်ထင်တာတော့ဒါပေမဲ့ तू ကအခုလောဆိုတော့သူ့ရဲ့စာကြောင့်သူ့လွတ်တော်ကိုယ်လည်းဖြစ်တာမျိုးတရက်24နာရီ48နာရီတော့မပြည့်သေးဘူးပူပူနေလေးပဲခုမှဖင်အောင်မှမမြင်သေးဘူးတခါတည်းခုတွေအာနာပါဝါပြခြင်းမျိုးဆိုသူဝေဖန်မှုတွေဖြစ်ကုန်တယ်ဆိုတော့ဒါလည်းတစ်ဖက်နဲ့တစ်ဖက်တိုးတာဆုတ်တာရဲ့စဉ်းစားပြီးကြည့်ကြပါသူလည်းသူဖြစ်ချင်တဲ့ဆန္ဒလေးကိုသူပြောတယ်သို့တော့လှုပ်ထုံလုံးကြီးကပြောရင်တော့အဲ့လိုစာထုတ်ပြီးတော့မပြောလို့တော့မရဘူးဗျထုတ်ပြီးတော့သူကကူညီပေးကြပါမြေတားရေးခံပါတယ်ဆိုတော့မျိုးလုပ်ရင်တော့ရနိုင်သလိုပြဿနာကသူစာရဲ့အတုံးလုံးလေးမှာနည်းနည်းလေးပေါ့ဗျာဒါတွေကသူတစ်ဖက်မှာဒီမှာအဖုတ်ချက်လေးဖြစ်ချင်ဖြစ်တာပေါ့အမှန်တည်းတစ်ဖက်တော့ဒိုးဆုပ်လို့စဉ်းစားလိုက်ဘာမှမဟုတ်ဒါပြီးတော့သူကရှင်းရှင်းလေးပဲပြီးတော့သူကလည်းကျွန်တော်တို့မီဒီယာနဲ့တွေ့ကြတယ်သူပြန်ဖြေထားပါတယ်သူဒီဘောကိုသူအခြေအနေအပြည့်သူဆင်းမယ်ဆင်းပြီးအဲ့မြေပြင်ချင်းတွေလွတ်တော်ဂျန်နာချင်းမြေပြင်ဆင်းပြီးသူကြည့်မယ်ကြည့်ပြီးသူလှုပ်ချင်တယ်သူအဲ့မျိုးပြန်ပြီးဒီဆောင်ရေးကိစ္စသူလှုပ်ချင်တယ်လှုပ်ပေးချင်တယ်ဟိုလွတ်တော်ကိုကြောက်နေအတန်ထွက်ပဲလူလူနဲ့တွေ့ဆုံးလှုပ်မယ်သူဒါတွေကိုလှုပ်ချင်တယ်ပြောဒါကိုသူပြောချင်နေတာပြဿနာနားလည်မှုပေါ့ဗျာနှစ်ဖက်ဒီဆောင်ပေါ့ခုမှစတာဆိုတော့ဗောနော်ဒီဆောင်ဆိုတော့အမှန်အပြန်နားလည်မှုနဲ့ဒီဘောမျိုးကြီးပြန်လဲပြေးကိုမြို့ခံပြည်သူတွေရောတက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲတွေရောဒီဒေသလွတ်တော်ကိုယ်စားလှယ်တွေရောပေါင်းပြီးတော့အထူးပေါင်းဆက်ပြီးလှုပ်ကြမယ်ဆိုတော့ပိုကောင်းပါတယ်ဗောဗျာ